နေ့ချမောင်ကျော်လေးစကြောပါမယ်ချမောင်ကျော်ပစုံကြောင်လေးပါမယ်ချစ်တုံဖြူလေးပါချစ်တုံလေးပါမယ်ချစ်တုံဖြူလေးပါမယ်ရကလေးပါမယ်ချမောင်ရကလေးပါမယ်ပေါ့နော်ဒါတွေကဟွာနီငရုတ်ကြီးကျမ်းမို့ဒါတော့ငရုတ်ကြီးသိန်းလေးပါလို့လာပြီးဆိုရင်စီလေးထည့်ပါမယ်လို့စီလေးထည့်ပါမယ်လို့စီလေးစုလာခဏဆောင်ပါမယ်လို့စီလေးစုလိုက်ခါစီလေးစုလာခဏဆောင်ပါမယ်စုလိုက်ရင်ကျွတ်သွန်လေးထည့်ပါမယ်ကျွတ်သွန်လေးထည့်ပြီးမှုေးပါမယ်ဒီတော့ချင်းကျွတ်သွန်ဖြူလေးလည်းထည့်ပါမယ်မှုေးပါမယ်ဒီကနေ့လို့ရှိရင်ကျွတ်သွန်ဖြူလေးပါပစုံကြောင်လေးထည့်ပါမယ်ပစုံကြောင်လေးထည့်ပြီးတော့မှုေးပါမယ်လို့ပစုံကြောင်လေးထည့်ပြီးတော့မှုေးပါမယ်လို့ပြီးလို့ရှိရင်ရုပ်သီးသိန်းလေးတွေထည့်ပြီးတော့စီတက်ပါမယ်ရုပ်သီးသိန်းလေးတွေထည့်ပြီးတော့စီတက်ပါမယ်နည်းနည်းလေးနောလာတဲ့အထိဒီလေးတက်ပေးမယ်ပေါ့နော်ဒါမယ်မှုေးနေတဲ့အချိန်လေးမှာကျွတ်လုံးလေးနဲ့နောလိုက်ဘယ်လိုကြောင်းလေးနဲ့ကြက်လာပြီဆိုလို့ရှိရင်ရုပ်သီးခွဲချမ်းလေးထည့်ပါမယ်ရုပ်သီးခွဲချမ်းလေးထည့်ပြီးရင်ဒီချာလေးကြက်အောင်မှုေးပါမယ်ဒီတော့ချက်တဲ့ချမောင်ကျော်လေးပါအပိတ်ကြပါအောင်နော်ညလေးလည်းကြက်လာပြီအကုန်လုံးလည်းကြက်လာပြီဆိုရင်အတင်းလှီးထားတဲ့ဒီကလေးတွေကိုထည့်ပါမယ်အတင်းလှီးထားတဲ့ဒီကလေးတွေထည့်ပြီးတော့မှုေးပါမယ်မှုေးပါမယ်ချင်းချမောင်ကျော်လေးစကြောနေပါပြီလို့နော်ဒီကလေးတွေမှုေးပြီးလို့ဒီကလေးလေးလည်းနောလာပြီချမောင်ရဲ့လုံးထားတာလေးကိုထည့်ပါမယ်ထမောင်ရဲ့မှုေးထားတာလေးကိုထည့်ပါမယ်ချမောင်ရဲ့ကလေးကိုလည်းဒီကလေးတိုင်းထည့်တာခဲချမောင်ရဲ့ကလေးတွေကိုလည်းချေးပြီးတော့မှုေးပေးပါမယ်လို့နော်ဒီခက်မုံလေးတွေရပါမုံလေးတွေအကုန်လုံးကိုထည့်ပြီးတော့မှုေးပါတယ်လို့နော်မှုေးပြီးလို့ရှိရင်ကြက်အောင်ချက်ပါမယ်လို့နော်ရတာရှိချမောင်ကျော်လေးပါချမောင်ကျော်လေးပါချမောင်ကျော်လေးပါဒီတောင်ဒီလေးအပေးတဲ့ဒီအားလုံးအထူးကျေးဇူးတင်ပါတယ်လို့နောက်မှလည်းဒါလေးကြော်စားတဲ့အကျုံးနဲ့ဆိုတာကိုစောင့်ကြည့်ပေးကြပါဦးနော်စောင့်ကြည့်ပေးကြတဲ့တူတယောက်ချင်းစီအားလုံးအထူးကို